ပုံမှန်လမ်းလျှောက်ခြင်းအပြင်ဘယ်လိုမျိုးကျန်းမာရေးကျိုးကျေးဇူးတွေရနိုင်လဲပုံမှန်လမ်းလျှောက်မယ်ဆိုရင်နှလုံးနဲ့အဆုတ်ကျန်းမာရေးကိုကောင်းမွန်စေတယ်သွေးတိုးနဲ့နှလုံးရောဂါဖြစ်ပွားမှုကိုလည်းလျော့နေစေပါတယ်ကယ်လိုရီတွေလောင်ကျွမ်းစေပြီးတော့ခန္ဓာကိုယ်ရဲ့အလေးချိန်ကိုလည်းထိန်းပေးပါတယ်သွေးရင်းတကြားဓာတ်နဲ့စီးချိုယောဂဖြစ်ခြင်းတွေကိုလည်းလျော့နေစေပါတယ်အစစ်နာခြင်းကိုတက်တာစေပြီးတော့အယိုးစစ်တွေရဲ့အနားမှာရှိတဲ့ကြွက်သားတွေရဲ့အားကိုလည်းခွန်အားပြည့်စေပါတယ်ကိုယ်ခံစွမ်းအားကိုလည်းမြင့်တင်ပေးပြီးတော့ယောဂဖြစ်ပွားမှုကိုလည်းလျော့နေစေပါတယ်စိတ်ခံစားချက်များအလွန်ကောင်းမွန်ပြီးတော့စိတ်ဖိစီးမှုနဲ့စိတ်ကြယောဂတွေကိုလည်းလျော့နေစေပါတယ်သွေးထဲမှာရှိတဲ့အောက်ဆီဂျင်စီးဆင်းမှုတွေကိုလည်းကောင်းစေပါတယ်စိတ်ဖိစီးမှုဟော်မုန်းတွေကိုလည်းလျော့နေစေပြီးအားအင်ဖြစ်စေပါတယ်အယိုးကျန်းမာရေးကိုထောက်ပံ့ပေးပြီးအယိုးပျက်စီးမှုကိုလည်းကာကွယ်ပေးပါတယ်ခြေထောက်သွေးလည်ပတ်မှုကောင်းစေပြီးတော့သွေးကြောထုံခြင်းကိုလည်းကာကွယ်ပေးပါတယ်ဒါကြောင့်မလို့နေ့တိုင်းနေ့စဉ်မိနစ်30ပဲလမ်းလျှောက်မယ်ဆိုရင်မိမိတို့ရဲ့ကျန်းမာရေးအတွက်ကျိုးကျေးဇူးများစွာကိုရရှိနိုင်မှာဖြစ်ပါတယ်နေ့တိုင်းပဲပျော်ရွှင်ကျန်းမာတဲ့ဘဝလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေနော်